ဒူထောက်လက်ပြန်ကျိုးတော့ကြောက်ပြီလားမေးတော့ငါထက်ရည်တာပေါ့တန်ချေချင်းတွေကမွေဟောက်တန်နေလို့အရှိန်အဟုန်ပြင်းစွာငါခြေတော့ပြီစီပြေးလာရစ်ပတ်ပြီးငရဲကန်းနဲ့ခေါ်ဆောင်သွားကြအရာအလုံးဟာအမောင်တိတားတဲ့ယုံကကောင်းနေလို့အမဲဖြတ်တော့မဲ့မျက်လုံးတွေနဲ့ငါနောက်ကတလှမ်းချင်းလိုက်လာကြအဲ့ဒီမှာစကြားလိုက်ရတဲ့အတန်ကမင်းတော်လန်ရေးသမားပေါ့အဆုံးသတ်သွားပြီတဲ့ဟာဟာငါအဲ့ပါရင်လိုက်တယ်တန်ပိုက်လုံးကသွေးစာနေငါခန္ဓာကိုယ်နဲ့ပုံချဒူထောက်လက်ပြန်ကျိုးတော့ကြောက်ပြီလားမေးငါထက်ရတော့ဒါမင်းတို့တက်တီလားစကားမဆုံးတားတတ်သွားတယ်ငါ့ကိုလဲရုပ်ဖြစ်ချင်တနာရီပြီးတနာရီတရက်ပြီးတရက်တယောက်ပြီးတယောက်ရောက်သွားကြတတိလက်နေတဲ့ငါခန္ဓာကိုကျင်စက်နဲ့တို့နှိုးခဲ့ဒင်းတို့မေးခွန်းနေအသက်နဲ့ရင်းပြီးနှုတ်ဆက်ငါခံခဲ့သမျှငါရေပေါ်ပြီးဘေးကင်းပါစေဒီလိုနဲ့ကားပြကြီးကိုလည်းစီးဖို့ပဲပေါ့မေးနိုင်ငံတော်ပုံကံမှုနဲ့မတရားတဲ့သူတွေကဒါကို9နှစ်ချလိုက်တယ်အားတင်းပြီးပြုံးနာပဲအမေပါပြေပေါ်ကမျက်ရည်စတွေဟာခစ်နဲ့စနစ်ကိုနာကြီးမုန်းတီးနေမှအထင်သာမြင်ခဲ့ရစစ်အာဏာရှင်စနစ်ကြာဆုံးပါစေဂါရနီကာပကြီးကလိုအပ်ချက်တွေရှိနေသေးကြောင်းငါတို့ခေတ်ကတည်ပြကားပြရုံအစင်ဒီကားကိုခေါင်းပေါ်ကြည့်လိုက်တော့လမ်းတောင်ကြီးကခေါင်းငုံကိုင်းပြီးဝင်လာတဲ့ငါ့ကိုကာကီရောင်းတဲ့ကောင်ကအမနာပါစကားရင်းနဲ့ကြိုးကြည့်ကြပြရုံငါတိတ်ကြိုက်တယ်အင်းချမ်းချင်းကိုပို့စားပြီးငါလက်ထဲကပုံစံပြောင်းလို့ကြည့်ဝမ်းမဲနေရဝမ်းမဲတော့တွေးတန်တရေရဲနဲ့ဝင်လာတဲ့ငါ့ကိုပုံမတူအပြာဝတ်တွေကတနာတဲ့မျက်လုံးတွေနဲ့ကိုညီခဲ့ကြတော့ချုပ်ရိုးတွေကဆေးမပါပဲကြက်ခဲ့ရနံရိုးတွေကဆေးမပါပဲဆက်ခဲ့ရလွတ်လပ်တဲ့ငှက်တကောင်ရုတ်တရက်လှောင်အိမ်ထဲရောက်သွားတော့ပုံစံထမင်းပုံစံဟင်းပုံစံအင်ကြီးဟာဘတော်မှအသားမကျမဲ့အရာရဲဘော်ရဲဘက်ဆိုသူတွေငါ့ကိုအပြစ်သားတယောက်လိုထင်နေလေသလားစင်ပြေလားတခွန်းမေးပေါ်မြငါချစ်ရတယ်ငါအရင်ချစ်ရတဲ့အမျိုးသမီးကလေးရပါတပင်မလဲခင်တပင်ထူသွားခဲ့တော့ဘဲတန်းရာကိုအရင်လှည့်ပြီးခံစားရပါကြေကွဲစိုးနစ်မှုတွေနဲ့ပဲနာကျင်စရာတွေကပဲငါအတွက်ကျင်နာစရာဖြစ်ခဲ့ရဟောဒီဒန္တာယာရဲ့အမိုက်ပုံကြီးတယ်မှာငါဘဝဟာကျိုးလို့ကြေလို့ပေါ့ကွယ်မြတ်သူ ABFSU ဒီကြပြလေးကကျွန်တော်တို့အခုဒီအကျဉ်းထောင်တစ်ခုမှာဒါလက်ရှိအထိပေါ့နော်ရှိနေသေးတယ်ကျွန်တော်တို့ရဲ့ရဲဘော်တယောက်ရဲ့ဒါကလောင်လက်ရပဲဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိပြန်လည်လွတ်မြောက်စေရေးအတွက်လည်းဒီနေရာနေပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ရဲဘော်တွေအတွက်